လွန်ခဲ့တဲ့3 နှစ်လောက်က MIT Myanmar Institute of Theology ဒီနှစ်ချင်းဓမ္မကျောင်းကျမ်းစာကျောင်းကနေပြီးတော့က Christian meditation လို့ခေါ်တဲ့ခရိယာန်များရဲ့ကမ္မထမ်းရှုခြင်းနဲ့ပတ်သက်ပြီးတော့ပို့ချချက်လေးတစ်ခုလာပြီးတော့ဝေမျှပေးပါလို့ကျွန်တော်ကိုဖိတ်ခေါ်တဲ့အတွက်အဲ့ဒီအင်းစိန်မှာရှိတဲ့သူတို့ရဲ့အကြောင်းမှာကက်သလစ်တွေရဲ့ကမ္မထမ်းရှုခြင်းကိုသွားပြီးတော့ကပြောတယ်အဲ့ဒီမှာတမန်ကျမ်းစာကိုဖတ်ရှုပြီးတော့ကကမ္မထမ်းရှုတဲ့အကြောင်း Lectio Divina ဖတ်ရှုတယ်ထောက်ရှုတယ်ဆုတောင်းတယ်ပေါင်းစပ်တယ် Lectio Meditatio Oratio Contemplatio ပေါ့ဒါလာတင်လို့ပြောတာပေါ့လေနားမလဲလေကိစ္စမရှိဘူးခုနကတော့လို့ကျမ်းစာကိုဖတ်တယ်ထောက်ရှုတယ်ထောက်ရှုပြီးတော့ဆုတောင်းတယ်ဆုတောင်းပြီးတော့မှစကားလုံးတွေမသုံးမဲနဲ့ဖျားနဲ့ပေါင်းဆက်တဲ့အဲ့ဒီကမ္မထမ်းရှုနည်းမျိုးလည်းပဲအိုးရှေ့ကယသိတွေအသုံးပြုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတမန်ကျမ်းစာမှာဖတ်တတ်တဲ့တာမန်ဘာသာဝင်တွေကြတော့ကစာမတတ်တဲ့သူတွေအရင်ကများတဲ့အခါကျတော့သူတို့တွေအတွဲဆိုပြီးတော့ကစိတ်ပတိဆိုတဲ့အရာတစ်ခုကိုတီထွင်ပြီးတော့သခင်ခရစ်တော်ရဲ့သက်တော်စင်တွေကိုထောက်ရှုပြီးတော့ကဆုတောင်းတဲ့ကမ္မထမ်းရှုနည်းမျိုးလည်းပဲရှိပါတယ်လို့သူတို့ကိုရှင်းပြပေးအဲ့မှာစိတ်ပတိနမူနာလေးလည်းထုတ်ပြီးတော့ပြပေးတယ်အဲ့ဒီအကြောင်းပြီးတဲ့အခါမှာဆရာတယောက်ကသူ့ကိုသူမိတ်ဆက်ပြီးတော့ကလာပြောတယ်ကျွန်တော်စိတ်ပတိလေးပြီးလို့ရမလားဆိုတော့သူ့ကိုမေးတယ်ခမညာကက်သလစ်လားမဟုတ်ဘူးကျွန်တော်ကနှစ်ချင်းပါပဲနှစ်ချင်းဆရာဘာဖြစ်လို့ဒီစိတ်ပတိကိုတောင်းတာလဲဆိုတော့ကျွန်တော်မှအကြောင်းတစ်ခုရှိတယ်ငကိုယ်တော့ကတော့ကျွန်တော်ဒီမေတော်မာရိကိုလုံးဝဂယုမဆိုင်ဖဲနဲ့အယိုသေးမပြုတ်ဖဲနဲ့နေခဲ့တယ်ဒါပေမဲ့ကျွန်တော်ခရီးတစ်ခုကိုသွားတဲ့အခါမှာအဲ့ဒီမှာထမင်းဆိုင်တစ်ဆိုင်ကိုဝင်ပြီးတော့ကစားတယ်အဲ့ဒီထမင်းဆိုင်ကကက်သလစ်ဆိုင်ဖြစ်အဲ့ဒီဆိုင်နံရံမှာမာရိရဲ့ရုပ်ပုံကိုချိတ်ထားအဲ့တော့ကျွန်တော်ကလည်းမတိကြံဆောင်ပြီးတော့မေးလိုက်တာပေါ့အဲ့ဒီဆိုင်ပိုင်ရှင်ကိုဒီပုံကဘသူရဲ့ပုံလဲလို့မေးတော့သူကခရစ်တော်ရဲ့မိခင်မေတော်ရဲ့ပုံပါလို့ပြန်ဖြေဒါဆိုရင်အောက်ကခလေးလေးတွေကဘသူပုံလဲသူ့ရဲ့ခလေးတွေလားလို့မေးတော့မဟုတ်ပါဘူးအဲ့ဒါကောင်းကင်တမန်တွေပါမေတော်ကိုကောင်းကင်ကိုပင့်ဆောင်သွားကြတာတဲ့ပုံကိုရေးဆွဲထားတာဖြစ်တယ်လို့ပြောတဲ့အခါကျတော့ကျွန်တော်ကခမည်းကကျမ်းစာထဲမှာမပါတာရှောက်ပြီးတော့ယုံကြည်နေတာကိုမေတော်ကောင်းကင်ရောက်တယ်လို့ကျမ်းစာထဲမှာရေးထားလို့လားအဲ့ဒါလို့မိတဲ့အခါမှာအဲ့ဒီအမျိုးသမီးကြီးကဘာပြောလဲဆိုတော့ကျမ်းစာထဲမှာဓာတ်ရိုက်မရေးထားပေမဲ့ပွယ်ဝှိုက်နားလည်နိုင်တဲ့စာသားတွေရှိပါတယ်ရှင်လူကားရေးထားတဲ့ကျမ်းစာပထမအခန်းမှာပဲကောင်းကင်တမန်ကသူ့ကိုကျေးဇူးနဲ့ပြည့်စုံသောသူကျေးဇူးခံရသောသူလို့ပြောထားတယ်အဲ့လိုကျေးဇူးနဲ့ပြည့်စုံတဲ့သူမှကောင်းကင်မရောက်ဘူးဆိုလို့ရှိရင်ဘယ်သူရောက်အောင်မလဲထာဝရဘုရားသည်သင်နဲ့အတူရှိ၏လို့ကောင်းကင်တမန်ကပြောထားခြင်းခံရတဲ့သူကိုထာဝရဘုရားကသူ့နဲ့အတူရှိစေခြင်းပါပဲမိမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိသူလို့ကောင်းကင်တမန်ပြောခြင်းကိုခံရတဲ့သူကကောင်းကင်ဘုံကိုမရောက်ဘူးဆိုရင်ကျမတို့မိမသားတွေတာမန်လူတွေဘယ်လိုရောက်တော့မှလဲလို့ပြန်ပြီးတော့ဖြေအဲ့ခါကျတော့ကျွန်တော်လည်းပြန်ပြီးတော့စဉ်းစားမိတယ်သူကပြောတာလဲတော်တော်ယုတ်တိရှိတဲ့သဘောရှိ
အဲ့ဒါနဲ့ဟိုအမျိုးသမီးကထပ်ပြီးတော့ကျွန်တော်ကိုမေးသေးတယ်ဆရာကြီးကိုတခုမေးပြရစီတဲ့ဆရာကြီးမှမသိသေးရှိခဲ့မယ်ဆိုရင်အဲ့ဒီမသိသေးဟာလည်းပဲလူတယောက်စာအတွက်ပဲဆိုရင်ဆရာရဲ့မိမကိုပေးမလားဆရာရဲ့မိခင်ကိုပေးမလားလို့ကျွန်တော်မေးရောအဲ့လိုမေးတဲ့အခါကျတော့ကျွန်တော်လည်းစိတ်မကောင်းဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အမေကငယ်ငယ်လေးတည်းကဆုံးသွားတဲ့အခါကျတော့ကျွန်တော်အမေကိုကျွန်တော်ဝအောင်မကြည့်ခဲ့ရသူနဲ့အတူနှစ်ပေါင်းများများမနေခဲ့ရတဲ့အတွက်သူ့ကိုဆက်ပြီးတော့ရှင်းစေခြင်းအဲ့ခါကျတော့ကျွန်တော်ကသူ့ကိုပြောလိုက်တယ်ကျွန်တော်သာမတည်စေရမယ်ဆိုရင်ကျွန်တော်ရဲ့အမေကိုကြွေးမှာပေါ့အမေဆိုတာနောက်တစ်ယောက်မရနိုင်ဘူးလေလို့ပြန်ပြီးတော့ပြောလိုက်တဲ့အခါအဲ့ဒီအတော်ကြီးကဘာပြောလဲသိလားဆရာလူလောကသားတူကမိခင်ကိုတလောက်ရှင်းစေခြင်းနဲ့ဆိုရင်ထာဝရအသက်ကိုပေးနိုင်တဲ့အရှင်ခရစ်တော်သခင်ကသူ့ရဲ့မိခင်ကိုအဲ့ဒီထာဝရအသက်ကိုမပေးဘဲနေမလားမိဘတို့အားယူသည်ချင်းကိုပြုလို့လို့ပြည့်ညတ်တော်ကိုထားပြီးတဲ့ဖယားကသူ့ရဲ့မိဘသူ့ရဲ့မိခင်ကိုကျေးဇူးမဆက်ပဲနေပါမလားအဲ့ဒါလိုပြောတော့ဆရာကြီးကခမရဲ့အတွေးခေါ်ကယုတ်တိရှိတယ်ဘယ်လိုကြောင့်ဒီလိုတွေးမိတာလဲလို့သူ့ကိုမေးလိုက်တဲ့အခါမှာအဲ့ဒီတော်ကြီးကကျမကမိခင်တယောက်ဖြစ်လို့ပါကျမကမုတ်ဆိုးမပါကျမရဲ့သားကအခုနိုင်ငံခြားမှာရှိပါသူဒီဆိုင်ကလေးဖွင့်ဖို့အတွက်နိုင်ငံခြားကနေပြီးတော့ကငွေတွေပို့ပြီးလို့ဖွင့်နိုင်တာကျမသားကအဲ့ဒီနိုင်ငံမှာနိုင်ငံသားဖြစ်သွားရင်ကျမကိုအဲ့ဒီကိုခေါ်မယ်လို့သူကဂတိပေးထားတယ်အဲ့တော့ကျမရဲ့သားကသူရှိတဲ့နေရာကိုကျမကိုရောက်စီခြင်းတယ်ဆိုရင်အခင်ခရစ်တော်ကသူရှိတဲ့နေရာကိုသူ့အမေကိုမရောက်စေခြင်းပဲနေပါမလားလို့ရှင်းပြတဲ့အခါမှာကျွန်တော်တော်တော်ကြီးကိုသဘောကျသွားတယ်သူ့ရဲ့တာမန်လူတစ်ယောက်ရဲ့အတွေးအခေါ်ကကျွန်တော်ရဲ့အတွေးခေါ်ကိုပြန်ပြီးတော့ပြောင်းလဲစေတယ်ဒါပေမဲ့ကျွန်တော်ကနည်းနည်းလေးအတွန်းတက်ပြီးတော့ကခမည်းပြောတာတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့ခမည်းကဒီမေတော်မာရိကိုအမုန်းတင်တာနည်းနည်းလေးများသလားလို့ကက်သလစ်တွေကအဲ့ဒါလို့ကျွန်တော်ကပြောလိုက်တဲ့အခါမှာမများဘူးဆရာကြီးနဲတောင်မှနေသေးတယ်နော်မေတော်ကိုယ်တိုင်သူ့ရဲ့ဒီကျမ်းစာထဲမှာဆရာတို့ရဲ့ကျမ်းထဲမှာပြန်ကြည့်ရင်လည်းရတယ်ယူဒသန်ကျမ်းထဲမှာနော်အေလိရှဘက်ကကျွန်ုပ်သခင်ဤမေတော်လို့သူပြောခဲ့တယ်လို့မေတော်ကလည်းပဲသူ့ရဲ့ချင်းမွန်းနဲ့ဆုတောင်းမြတ်တာမှာနောင်ကာလ၌ခတ်သိမ်းသောလူအစဉ်ဆက်တို့သည်ငါကိုမင်္ဂလာရှိသောသူဟုခေါ်ကြလိမ့်မည်လို့မေတော်ကိုယ်တိုင်ပြောထားတာလေအဲ့ဒါရှင်လုကာပထမဆုံးခန်းမှာပဲရှိပါတယ်ကျမတို့ကတော့ဒီကျမ်းစာတွေကလူအစဉ်အဆက်ကျမ်းစာတွေကအတိုင်းမေတော်ကိုချင်းမွန်ထောပနာပြုတ်တဲ့သူတွေထဲမှာပါနေပြီကျမ်းစာကိုလက်ခံနေဆိုရင်ဒီအပိုက်ကိုလည်းလက်ခံရမှာပေါ့နှုတ်ကပတ်တော်တွေကမေတော်ကိုလက်ခံမှမေတော်တွေကနှုတ်ကပတ်တော်ကိုလက်ခံရရှိမှလေလို့ပြန်ပြောလိုက်တဲ့အခါမှာကျွန်တော်အယမ်းပဲအံ့ဩသွားတယ်ဟတ်ထိသွားတယ်ဒါကြောင့်သူ့ကိုပြောလိုက်တယ်ခမည်းမုတ်ဆိုးမဓမ္မပညာရှင်ပဲဒီဆိုင်မှာကျွန်တော်အစာနှမျိုးစားခဲ့ရပထမအစာကကာယအတွက်အစာနဲ့ဒုတိယအစာကကျွန်တော်ရဲ့ဝိညာဉ်အာဟာရအတွက်အစာပဲကျွန်တော်ရဲ့အတွေးကိုခမည်းပြောင်းလဲစေခဲ့ပြီဒီဆိုင်မှာကျွန်တော်လာစားရတဲ့ဝမ်းသာတယ်ဘလောက်များကုန်ကြပါသလဲလို့ပြီးတော့ကျမရဲ့ဆိုင်ကဘုံတော်ကြီးတွေဆရာတွေကိုအခါချင်းငွေမယူပါဘူးအမြဲတမ်းကြွေးပါတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ချမ်းနေစပြီးတော့ကျွန်တော်မေတော်မာရိကိုတရားကြည်ညိုပြီးတော့ကကျွန်တော်စိတ်ပတိအခုခုနတုန်းကဖာသာကြီး
ပြောသွားတဲ့အဲ့ဒီစိတ်ပတိအကြောင်းကိုလည်းစိတ်ဝင်စားလို့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်လေ့လာပြီးတော့စိတ်ချင်ပါတယ်ဆိုပြီးတော့တောင်းလိုက်တဲ့အတွက်နမူနာယူသွားတဲ့စိတ်ပတိလေးကိုပေးလိုက်ရအဲ့တော့ဒီအဖြစ်အပျက်မှာသူများတွေကကက်သလစ်ရဲ့ဓလေ့ထုံးစံကိုသိနာလေတဲ့အခါမှာတန်ဖိုးထားပြီးတော့ကြင့်ကြံတဲ့အခါမှာကက်သလစ်များကျွန်တော်တို့တွေကစိတ်ပတိစိတ်ဖို့ကိုအားနေနေကြပြီတကယ်တော့မေတော်သခင်မဟာလူသားတွေနဲ့အနီးကပ်ဆုံးရှိပြီးတော့ကတခုခုဒုက္ခရောက်မယ်ဆိုရင်အမြဲတမ်းသူကကူညီနေတာသူကကောင်းကင်မှာရှိသလိုမြေကြီးမှာလည်းရှိနေတယ်ကောင်းကင်ဘုံကိုပင့်ဆောင်ခံခြင်းခံရတဲ့မေတော်အဲ့ဒီမေတော်သည်တဟာဖွဲ့ရာတစ်တာတော့တနည်းအားဖြင့်ပရိညင်တစ်တာဖြစ်ဗျာဒိတ်ကျမ်းအခန်းကြီး7အခန်းငယ်19မှာတဖန်ကောင်းကင်ဘုံ၌ဘုရားသခင်ဗိမာန်တော်ကိုဖွင့်ထား၍ဗိမာန်တော်ထဲမှာပရိညင်တစ်တာတော့ထင်ရှားလေ၏ဒီအပိုက်ဟာအခန်းကြီး7ရဲ့ဗျာဒိတ်ကျမ်း7ရဲ့အဆုံးဖြစ်ပြီးတော့က7ရဲ့အစမှာကောင်းကင်၌ကြီးမားသောနမိတ်လက္ခဏာပေါ်လာသည်အဲ့ဒီနမိတ်လက္ခဏာအမျိုးသမီးတူရဲ့နမိတ်လက္ခဏာဖြစ်ပြီးတော့ကအဲ့ဒီအမျိုးသမီးဟာခုနတုန်းကအခန်းကြီး7အဆုံးမှာရှိတဲ့တဟာဖွဲ့ရာတစ်တာတော့ပရိညင်တစ်တာနဲ့လည်းဆက်နွယ်နေတယ်။ဘာကြောင့်လဲဆိုတော့ကအဲ့ဒီတဟာဖွဲ့ရာတစ်တာတော့ဆိုတဲ့ပရိညင်တစ်တာထဲမှာဣသရေလလူမျိုးတွေတန်ဖိုးထားတဲ့အရာ၃ခုရှိနော်အဲ့ဒါဘာလဲဆိုတော့ပညတ်တော်10ပါးကြောက်ပြားအဲ့ဒီမှာပါတယ်နောက်မန္နာမှုထည့်ထားတဲ့ရွှေအိုးပါတယ်နောက်တစ်ခါအာရုံရဲ့လှံ့တံပါဒီ၃ခုကဣသရေလလူမျိုးတွေရဲ့ယရနာနော်အဲ့ဒီဗရိညင်တစ်တာကိုအတန့်ရှင်းတကအတန့်ရှင်းဆုံး Holy of Holies အဲ့ဒီနေရာမှာတေတော်ရဲ့အတန့်ရှင်းဆုံးနေရာမှာထားတယ်ကလကာနဲ့ပိတ်ထားတယ်ဗိမာန်တော်ရဲ့အတန့်ရှင်းဆုံးနေရာမှာထားတယ်ကလကာကြီးကြီးနဲ့ပိတ်ထားအဲ့တော့မေတော်ကိုကျွန်တော်တို့ကတဟာဖွဲ့ရာတစ်တာတော်လို့လစ်တနီမှာတင်စားပြီးတော့ခေါ်တာကမေတော်သည်ခုနတုန်းကဓမ္မဟောင်းတုန်းကပရိညင်တစ်တာလို့ပဲဓမ္မတိရဲ့ပရိညင်တစ်တာဖြစ်လို့ဒါကြောင့်ကောင်းကင်မှာအဲ့ဒီတစ်တာတော်ဟာပေါ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ဒီခရစ်တော်သခင်ရဲ့အချိန်ကာလရောက်ပြီအဲ့ဒီအချိန်ကာလမှာမေတော်ကအဲ့ဒီပရိညင်တစ်တာပဲဆိုပြီးတော့အဲ့ဒီနှစ်ခုကိုဆက်နွယ်တဲ့အနေနဲ့ကြံရည်ပုဂ္ဂိုလ်ကဆက်ပြီးတော့ရေးထားတာအခန်းကြီးအခန်းငယ်ကနောက်မှပြန်ပြီးတော့ခွဲတာအဲ့တော့အဲ့ဒီလောရက်တိုမေတော်ရဲ့လက်တနီမှာဟို1558ခတဲ့ကအဲ့ဒါသူတို့ကဆုတောင်းနေကြပရိညင်တစ်တာထဲမှာဣသရေလလူမျိုးတွေတန်ဖိုးထားတဲ့ယရနာဖြစ်တဲ့ပညတ်တော်10ပါးမန္နာမုတ်နဲ့တောင်မွှေးတွေဟာဖယားတရားတန့်ကယရနာ3ပါးကိုကိုးစားပြုတာမန္နာမုတ်ဟာဖယားရှိကြောင်းသက်သေဣသရေလလူမျိုးတွေနှစ်ပေါင်း40မန္နာမုတ်ကိုစားပြီးတော့အသက်ရှင်ကြကာနာမြို့ကိုကာနာပြည်ကိုဝင်တဲ့အချိန်ကြမှာအဲ့ဒီမုတ်ကြတာကပြတ်သွားတာသိန်းနဲ့ချီပြီးတော့ကတွာလာနေတဲ့လူအုပ်ကြီးကိုတရက်စာကျွေးရတာလွယ်တာမဟုတ်ဘူးဒါပေမဲ့ဖယားကအဲ့ဒီလူအုပ်ကြီးကိုစားဖို့အတွက်မုတ်မိုးကိုအမြဲတမ်းကြွားစေတာအဲ့ဒါဖယားရှိကြောင်းသက်သေနောက်တစ်ခါကြောက်ပြားကတရားရှိကြောင်းသက်သေဖြစ်တယ်ဒီတရားကပညတ်တော်10ပါးကတရားကျမ်းပညတ်ကျမ်းရဲ့အချုပ်ပဲဖြစ်ဒါကြောင့်တရားရှိတယ်နောက်တစ်ခါအာရုံကယစ်ပရောဟိတ်သူ့ရဲ့တောင်မွေးရှိခြင်းအပြင်တန်ခါဆိုတဲ့ယဟန်ဖုန်ကြီးလည်းပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်
အဲ့တော့မေတော်ကိုဘာဖြစ်လို့ဒီတဟာဖွဲ့ရာတစ်တာနဲ့နှိုင်းရှင်တယ်လဲဆိုရင်မေတော်ရဲ့အထဲထဲမှာဖယားမရှိဘူးလားရှိတယ်ဖယားရဲ့သားတော်ကိုသူ့ရဲ့ဝမ်းကြာတိုက်မှာပရိသေတွေယူရတာနော်နှုတ်ကပတ်တော်သည်လူအဖြစ်ကိုယူတယ်ဘသူစီမှာလဲမေတော်စီမှာအဲ့မှာမေတော်မှာဖယားရှိမေတော်မှာတရားရှိဘာကြောင့်လဲဆိုတော့ကနှုတ်ကပတ်တော်အစာဦး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဖယားသခင်နှင့်အတူရှိတော်မူ၍ဖယားသခင်နှင့်ဖြစ်တော်မူ၏နှုတ်ကပတ်တော်အပြင်အရာခတ်သိမ်းကိုဖန်ဆင်းတော်မူ၏နှုတ်ကပတ်တော်နှင့်ကင်း၍ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိအဲ့ဒီနှုတ်ကပတ်တော်သည်လူအဖြစ်ကိုယူတော်မူ၍ငါတို့အလယ်၌လာရောက်စံပယ်လေ၏ The word was made flesh and dwelt among us အဲ့တော့ကျွန်တော်တို့အထဲမှာရှိနေတဲ့ဒီနှုတ်ကပတ်တော်ဟာတရားအဲ့ဒီတရားကအသားလာဖြစ်တယ်အသားဖြစ်ရုံမကအစားတောင်မှခံတဲ့အထီကိုသူ့ကိုယ်သူနှိမ်ချတဲ့တရားတော်ဖြစ်နေတယ်အဲ့တော့ဖယားရဲ့တရားရဲ့သူကိုယ်တိုင်ကမဲလ်ကိစေဒက်ကဲ့သို့သောထာဝရယဟန်ဖြစ်တယ်အဲ့တော့သခင်ခရစ်တော်ရဲ့ဖယားအဖြစ်တရားအဖြစ်နဲ့ယဟန်အဖြစ်တွေဟာမေတော်ရဲ့ဝမ်းကြာတိုက်မှာလာပြီးတော့ကိန်းအောင်လို့သူ့ဟိုတဟာဖွဲ့ရာတစ်တာပရိညင်တစ်တာလို့ပြောထားတာဖြစ်တယ်အဲ့ဒီဓမ္မဟောင်းကပရိညင်တစ်တာကပျောက်ကွယ်သွားတယ် BC 989မှာနေဗုခဒ်နေဇာဘာဘီလုံကနေပြီးတော့လာပြီးတော့ဂျေရုဆလင်ကိုသိမ်းပိုက်ပြီးတော့ဗိမာန်တော်ကိုလည်းပဲအကုန်လုံးဖျက်ဆီးပြီးတော့ရှိတဲ့ဟာတွေယူသွားတဲ့ခါမှာသူတို့ဣသရေလမျိုးတွေကအဲ့ဒီတက်တာတော်ကိုပါသွားမှာဆိုလို့ယူသွားပြီးတော့ဖွက်ထားတာအဲ့ဒါမာခါဘေယုဒုတိယဆောင်အခန်းကြီးနဲ့အခန်းငယ်4ကနေ8မှာကြည့်ရင်ပရောဖက်ယေရမိကဂျေရုဆလင်ဗိမာန်တော်အဲ့ဒီပျက်စီးသွားတဲ့ခါမှာနေဗိုတောင်မှာရှိတဲ့လိုင်ကူတစ်ခုမှာပရိညင်တက်တာကိုသွားပြီးတော့ဖွက်ထားတယ်ဖွက်ပြီးတော့ကသူ့ရဲ့တပည့်တွေကိုမင်းတို့ပြန်ပြီးတော့ဂူကိုပိတ်ထားလို့ပြောတယ်ပြောတဲ့အခါကျသူတို့ပိတ်ထားပြီးတော့နောက်တစ်ခေါက်ပြန်ပြီးတော့မင်းတို့ပိတ်ထားပြီးတော့ဟုတ်တယ်ဂူတွေကအများကြီးပဲဘယ်ဂူမှာမင်းတို့ပိတ်ထားတယ်လေဆိုတာသိသလားပြန်ကြည့်လို့ခေါ်တော့သူတို့ရှာလို့မတွေ့တော့ပရောဖက်ယေရမိကပြောလဲအေးမေစီယာသခင်ပေါ်ထွန်းတဲ့ကာလမှာကြာမှပြန်ပြီးတော့တွေ့ရမယ်အဲ့ဒါလို့ပြောထားတဲ့အကြောင်းမာခါဘေယုဒုတိယဆောင်မှာတွေ့ရအဲ့တော့အဲ့ဒီကောင်းကင်ဘုံမှာပရိညင်တက်တာကိုတွေ့တယ်ဆိုတဲ့ယူပါယုံသည်မေစီယာသခင်ရဲ့အချိန်ကာလရောက်ပြီကောင်းကင်ဘုံ၌ထင်ရှားတဲ့ပရိညင်တက်တာနဲ့ကောင်းကင်ဘုံမှာပေါ်လာတဲ့အမျိုးသမီးတို့ဟာမေတော်သခင်မှကောင်းကင်ဘုံကိုရောက်ကြောင်းတွေ့ဝှက်ပြီးတော့ပြောခြင်းပဲဖြစ်အဲ့ဒီမေတော်သခင်မှမွေးဖွားခြင်းပွဲကိုကျင့်ပခြင်းဟာလည်းပဲအဲ့ဒီပရိညင်တက်တာတော်ရဲ့စတင်တိဆောက်ခြင်းကိုဖော်ပြတာဖြစ်တယ်။တနည်းအားဖြင့်ဖယားသခင်ကသူ့ရဲ့သားတော်အတွက်ကြိုတင်ပြင်ဆင်တာဖြစ်တယ်။တန်ရှင်းမြင့်မြတ်တဲ့သူအတွက်တန်ရှင်းမြင့်မြတ်တဲ့အရာကိုဘုရားကပြင်ဆင်ထားတာဖြစ်တယ်။ပြင်ဆင်ပြီးတော့မှသူ့ရဲ့သားတော်ကိုပရိသေတွေယူခိုင်းပြီးတော့နောက်ဆုံးမှာအဲ့ဒီသူပြင်ဆင်ထားတဲ့ပရိညင်တက်တာကိုကောင်းငင်ကိုတည်ဆောင်သွားတာဖြစ်တယ်။ဒါကြောင့်ညီကိုမောင်နှမအပေါင်းတို့ကျွန်ုပ်တို့မကြာမီပင့်ယူမဲ့ကိုရိုမြတ်ဆက်ကရမင်တူသည်ဖယားဖြစ်တယ်လို့နှုတ်ကပတ်တော်တရားလည်းဖြစ်တယ်။သံဃာယဟန်လည်းဖြစ်တယ်။အဲ့ဒီကိုရိုမြတ်ကိုပင့်ယူခြင်းအပြင်ကျွန်ုပ်တို့ဟာမေတော်လူပဲပရိညင်တက်တာတွေဖြစ်သွားကြပြီ။အဲ့ဒီပရိညင်တက်တာထဲမှာခုနတုန်းကယရနာ၃ပါးစလုံးကိုကျွန်တော်တို့ကသေဆောင်သွားကြတာဖြစ်တယ်။ဒါကြောင့်အဲ့ဒါကိုထိုက်တန်နဲ့သေဆောင်ပြီးတော့ကမြတ်နိုးရလေအောင်လိုအပ်တဲ့ခွန်အားကျေးဇူးတွေကိုဆက်လက်တောင်းခံကြပါစို့။အာမင်။